နေဆက်ကနေပြီးတော့ဒီလာအိုဘက်ကိုပေါ့နော်လာအိုနေဆက်နဲ့အနီးဆုံးပတ်ဆဲမြို့ထိရောက်တယ်အဲ့ဒီပတ်ဆဲမြို့မှာခဏနားပြီးတော့စပိန်နဲ့ခရီးဆက်ပါမယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီထိုင်းနိုင်ငံဥပွန်ရချာဌာနီကနေပြီးတော့ဒီလာအိုနိုင်ငံဖက်ဆဲမြို့ထိဖက်စီမြို့ထိပေါ့နော်ဖြတ်ကျော်ခဲ့တဲ့အကြောင်းအရာလေးတွေကို sharing လုပ်တာပေါ့နော်ထိုင်းနိုင်ငံဥပွန်ရချာဌာနီကနေပြီးတော့လာအိုဘက်ကိုကူးတဲ့6မက်နယ်စပ်ဂိတ်ကနေပြီးတော့ဘတ်စကားနဲ့စီးပြီးဖြတ်လာတဲ့အခါမှာဒီနေဆက်ဖြတ်ကျော်ဂိတ်မှာပေါ့နော်တာဝန်ရှိတဲ့ရဲဝန်ထမ်းတွေဒီတာဝန်ရှိတဲ့သူတွေ officer တွေကပေါ့နော်ဒီအားလုံးဒီ visa အတွက်ကိုအဆင်ပြေအောင်လုပ်ပေးသွားတာကိုတွေ့ရတယ်ပထမကကိုကဒီနေဆက်ဂိတ်ရောက်မှပဲစိုင်နေပေါ်တယ်ပေါ့နော်ဓပုံတွေပါတယ်အဲ့ဒီမှာပဲရိုက်တော့မယ်ဆိုပြီးတော့အလွယ်တွေးလိုက်တာပေါ့နော်တကယ်တမ်းကျတော့ဘတ်စကားစီးလာတဲ့အခါမှာအဲ့ဘတ်စကားကဥပွန်ရချာဌာနီကနေပြီးတော့လာအိုနိုင်ငံပစီမြို့အထိကိုဓာတ်ရိုက်ဖြတ်သွားတဲ့ဘတ်စကားပေါ့နော်ဒါကြောင့်မလို့ဓပုံရိုက်ချိန်မရှိလိုက်ဘူးအဲ့တော့ဘတ်စကားကနေဆက်ဖြတ်ကျော်ဂိတ်မှာရက်လိုက်ပြီးတော့ဒီကားပေါ်ပါလာတဲ့သူတွေကအားလုံး foreigner တွေအများကြီးပဲအမှဆင်းပြီးတော့ဒီ visa လျှောက်ကြတယ်လာအို visa လျှောက်တဲ့အခါမှာကိုယ့်အတွက်ကဒီဓပုံကိုခုနပြောသလိုပဲမရိုက်ခဲ့ရတဲ့အတွက်သူတို့ကမေးတယ်ဘယ်နှစ်ရက်ယူမှာလဲဆိုတော့ကိုက14ရက်မဟုတ်ဘူးပေါ့နော်ဒီ 70k ဆိုတော့ဒီလာအိုထဲမှာတစ်လလောက်တော့ယူလိုက်မယ်ပေါ့အဲ့တော့တစ်လ visa ယူမယ်လို့ပြောလိုက်တယ်ရက်30 visa ပေါ့အဲ့တော့ရက်30 visa okay အဆင်ပြေတယ်ဒါဆိုရင်ဓပုံပေးပေါ့နော်ဓပုံပေးဆိုတော့ကို့မှာဓပုံမပါခဲ့ဘူးမရိုက်ခဲ့ဘူးအချိန်လည်းမရတော့ဘူးပေါ့နော်ပြေးရိုက်ဖို့အဲ့တော့ကျွန်တော်မပါခဲ့ဘူးပုံမှန်လင်းပြောပြလိုက်တယ်အချိန်မရလိုက်လို့ပေါ့နော်အဲ့တော့သူတို့ကဘာလုပ်ပြီးလဲဆိုရင်အဆင်ပြေအောင်သူတို့ရှေ့မှာရှိတဲ့ကင်မရာလေးပေါ့နော်အဲကင်မရာကိုကြည့်ခိုင်းပြီးတော့အဆင်ပြေအောင်ဓပုံထုတ်ပေးတယ်ပေါ့နော်ထုတ်ပေးပြီးတော့ရက်30 visa အတွက်ဘယ်နှထောင်ပေးခဲ့ရပါတယ်မြန်မာငွေဆိုရင်တော့2,600,000 9,000လောက်ကျမှာပေါ့နော်9မိနစ်10မိနစ်လောက်ဆောင်းလိုက်တော့ဒီ VOA visa ပေါ့နော် VOA visa ဆိုတာဒီ visa on arrival ပေါ့နော်အဲ့တော့ဒီ form လေးဖြည့်ပြီးတော့လိုအပ်တဲ့အချက်လက်လေးတွေပေးလိုက်တယ်ဓပုံကတော့သူတို့ဘာကိုရိုက်ပေးတယ်ပတ်2000ပေးလိုက်တယ်ဒါဆိုတော့ VOA visa ရက်30 visa ကိုအလွယ်တကူရခဲ့တယ်ဆိုတော့ပြောပြတာပေါ့လုံးဝကိုဒီတင်းကျပ်ထားတာတွေမရှိဘူးပေါ့နော်အဲ့တော့အဆင်ပြေပါတယ် visa ကိစ္စအဆင်ပြေပြီးတော့ဟိုဘက်ကိုရောက်သွားပြီအဲ့တော့ပတ်စီမျိုးရောက်တဲ့အခါမှာကားပေါ်ကနေစပိန်ချပြီးတော့ပထမဆုံးဘာလုပ်ရလဲဆိုရင်ပတ်စံဖြစ်ပါတယ်ပတ်စံရှိမှကျန်တဲ့အရာတွေကိုလုပ်လို့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ပတ်စံထုတ်ဖို့အတွက် ATM ဆက်ကိုလိုက်ရှာရပါတယ် ATM ဆက်မှာပတ်စံထုတ်လိုက်တယ်ပေါ့နော်ထုတ်ပြီးတော့ပတ်စံရသွားပြီဆိုရင်နောက်ထပ်ဘာတွေလုပ်ရလဲဆိုရင်နော်ဖုန်းဆိုင်လိုက်ရှာခဲ့တယ်ဖုန်းဆိုင်တွေ့တဲ့အခါမှာ SIM ကတ်ကိုဝယ်ပါတယ်အဲ့တော့ internet ရသွားတယ်သူ passport တွေတောင်မှမတောင်းဘူးပေါ့နော်အဲ့လာအိုမှာ SIM ကတ်ဝယ်ရင် passport တွေပါပေးစရာမလိုဘူးပေါ့နော်အဲ့ဒါလေးတော့သတိထားမိတယ်နောက်တစ်ခုကကျတော့အခုမဲ့နေရာကို Google Map မှာရှာလိုက်ပါတယ် 1980s cafe ဆိုပြီးတော့အဲ့ဒါလေးကိုတွေ့တယ်လုံးဝလည်းအချက်ကြတဲ့နေရာလေးမှာ view လည်းကောင်းတယ်ဈေးလည်း room fees ကလည်းတက်တာတယ်ပေါ့နော်အဲ့တော့ကိုယ်တိုင်စပိန်နဲ့သွားပြီးတော့ book လုပ်လိုက်တယ်ပေါ့နော် Hello good afternoon any rooms available for one night okay What the 10,000 for one night is okay okay so I'm lucky I will living outside but I use it sorry okay no problem can I make you for me thank you what is from Myanmar yes okay can you pay now 110,000 gift yes for one night right now okay I will give you now I'll give you back thank you thank you sorry for you did no problem I will living thank you okay I need to take off my shoes There is a bathroom for me okay password website okay
အဲ့ဒီမှာရင်ကျွန်တော်3ရက်လောက်တဲခိုလိုက်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ဒီစပိန်အတွက်ကိုလိုအပ်တာလေးတွေပြန်ပြီးတော့ထပ်ဖြည့်ချင်တာရဲ့ဒီကိုက training မရှိခဲ့တဲ့အတွက်စပိန်ဒီ cycling အတွက်ကိုပေါ့နော်အားဖြည့်တယ်အရေးဝအောင်အိတ်တယ်လိုအပ်တာလေးတွေပြင်ဆင်တယ်ပေါ့နော်အဲ့ဒီမှာတစ်ချက်ပြောချင်တာကဘာလဲဆိုရင်စပိန်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုမပြင်ဆင်ခဲ့မိဘူးပေါ့နော်ကျန်တာတွေကျန်သွားတယ်ပေါ့ပစ္စည်းမျိုးမှာဘာလဲဆိုရင်ကိုလိုချင်တဲ့စပိန်ပစ္စည်းတွေကိုလို့သလိုအလွယ်တကူရှာလို့မရတာကိုတွေးရတယ်အဲ့တော့ကိုကတကယ်လို့ထိုင်းနိုင်ငံလာတယ်ဆိုရင်ပေါ့နော်ထိုင်းနိုင်ငံမှာဝယ်ရတာအရန်နဲ့အဆင်ပြေတယ်ဆိုင်တွေမှာလည်းအများကြီးရှိတယ်ပေါ့နော်စပိန်ဆိုင်တွေမှာအဲ့လိုမျိုးလိုက်ရှာလို့အစမပြေတော့မှကိုကနောက်ဆုံး TikTok shop ကနေပြီးတော့ဝယ်လို့ရတယ်ထိုင်းနိုင်ငံမှာ TikTok shop ကအရန်နဲ့ကိုဝယ်ရတာလုံးဝ convenient ဖြစ်တယ်ကွာတကယ်လို့အဲ့လိုမျိုးစပိန်အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုမပြင်ဆင်လာခဲ့ဘူးဆိုရင်ကိုသွားမဲ့လမ်းကြောင်းမှာလွယ်လွယ်ကူကူရှာလို့မရတာအချိန်ကုန်တာတွေဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ကိုတိုင်းစပိန်အတွက်လိုအပ်တာတွေကိုအချိန်ပေးပြီးတော့ပြင်ဆင်ခဲ့ဖို့ recommend ပေးပါတယ်နောက်တစ်ချက်ကဘာလဲဆိုရင်စပိန်စီးနေမဲ့လမ်းခရီးအတွက်မှာစေးဝါးတွေစောင့်ခဲ့ရတယ်ပေါ့နော်ပထမတော့စေးဆောင်သွားရင်လေးတယ်ပေါ့နော်လမ်းမှာတခုခုဖြစ်ရင်တော့မှဝယ်တောက်လို့ပါညာအဆင်ပြေလောက်တယ်ပေါ့ဆိုပြီးတော့ဒီတိုင်းလွယ်လွယ်လေးတွေးခဲ့တယ်ဒါပေမဲ့တကယ်တမ်းကျတော့မိဘတွေကလည်းဒါစိတ်ပူတဲ့အနေနဲ့စေးတွေပါစောင့်သွားဖို့ပြောတယ်တကယ်တမ်းကျတော့လည်းလမ်းမှာလိုအပ်လာနိုင်တယ်ဆိုတဲ့အတွေးလေးနဲ့ပေါ့နော်အဲ့ဒါကြောင့်ဆောင်ခဲ့လိုက်ပါတယ်အဲ့ဒါကြောင့်မလို့ကိုကတကယ်လို့ခီးရှည်တွေသွားမယ်ဆိုရင်ဒီလိုမျိုးစေးဝါးတွေကိုစောင့်သင့်ပါတယ်လမ်းမှာဝယ်လို့ရတယ်ဒါပေမဲ့ language barrier အခက်အခဲရှိနိုင်တယ်ဒါဆိုရင်ပန်းဝတ်မုံပေါ့နော်အပူငိမ့်စေးပေါ့နောက်တစ်ခုကကျတော့မျက်စင်းစေးပေါ့နော်ဒီ collagen ဖြစ်ပါတယ် Mr. Grip ဆောင်ခဲ့ပါတယ် Fluza ပေါ့နော် protein ဆောင်ခဲ့ပါတယ်အနာလိမ့်စေးဆောင်ခဲ့တယ်ဆရာခိုဆောင်ခဲ့ပါတယ်မဟာဖြည့်စေးအဲ့တော့စေးဆိုင်တွေမှာအလုပ်ရှုပ်ခံပြီးသွားဝယ်ကြမလို့အောင်ဒီလိုပေါ့ပေါ့ပပလေးဖြစ်မဲ့စေးဝါးတွေကိုဆောင်ခဲ့ပါတယ်စေးဝါးတွေဆောင်ဖို့အတွက်အကြံပေးတဲ့သူကိုရောတကယ်တမ်းတကူတကစေးဝါးတွေကိုထည့်ပေးလိုက်တဲ့သူကိုရောအများကြီးဒီနေရာကနေကျေးဇူးတင်ပါတယ်အရန်တွေကိုအသုံးတည့်ပါတယ်နောက်တစ်ခုထူးထူးခြားခြားလေးအကြံပေးချင်တာဗာလဲဆိုရင်အခုကျွန်တော်ရွေးလိုက်တဲ့စက်ဘိန်းရဲ့ဒီအုတ်ထုံရဲ့ပေါ့နော် helmet ရဲ့အဲ့ဒါကဘာရောင်လဲဆိုရင်အနီရောင်ဖြစ်ပါတယ်ဘာဖြစ်လို့အနီရောင်ရွေးတာလဲဆိုတော့ကျွန်တော်တို့စက်ဘိန်းစီးတဲ့သူတွေကရှေ့ကိုကြည့်ပြီးစက်ဘိန်းစီးရတာဖြစ်တဲ့အတွက်နောက်ကကားတွေကဟလာကိုယ်ကြော်တက်မဲ့အခြေအနေတွေမှာဒါမှမဟုတ်ရှေ့ရလာတဲ့ကားတွေမှာပေါ့နော်ဟလာနေ့လည်နေခင်းတောင်မှကျွန်တော်တို့ကိုမျက်စိမှောက်ပြီးတော့အိတ်ငိုက်ပြီးတော့ပတ်ဝန်းကျင်အစိမ်းရောင်နဲ့ပေါ့နော်ပတ်ဝန်းကျင်ဆိုတာအစိမ်းရောင်များတယ်လေအစိမ်းရောင်နဲ့ကွဲတဲ့အယောင်တွေကိုဝစ်ထားမှသာသူတို့ကကျွန်တော်တို့အော်ဒါလူပါလားဒါစပိန်စီးနေတာပါလားဆိုတာကိုကွက်ကွက်ကွန်ကွန်မြင်ပြီးတော့ကျွန်တော်တို့ရှောင်ဖယ်သွားမှာဖြစ်ပါတယ်အဲကြောင့်မှကျွန်တော်တို့ကအန်ဒီရမများမှာပေါ့နော်ဒါကြောင့်မလို့ပတ်ဝန်းကျင်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အယောင်ကိုရွေးပါအဲ့ဒါမှကျွန်တော်တို့ရဲ့အန်ဒီရကကဲမှာပေါ့နော်အဲ့ဒါကိုပြောချင်တာပါဒါကြောင့်မလို့ကျွန်တော်အန်ဒီရောင်ကိုရွေးခဲ့ပါတယ်အုတ်ထုတ်ရောစပိန်ကိုရောပေါ့နော်တခြားအကြောင်းလေးရွေးချင်တယ်ဆိုရင်တော့နည်းနည်းလေးကိုဘယ်လိုပြောမလဲပတ်ဝန်းကျင်နဲ့ဆန့်ကျင်ဘက် bright လည်းဖြစ်ရမယ်ပေါ့နော်အဲ့လိုမျိုးအကြောင်းကိုရွေးပါလိမ်မော်ရောင်တို့something ပေါ့နော်အဲ့လိုမျိုးအကြောင်းတွေရွေးပါကျွန်တော်တို့အနီကိုရွေးခဲ့ပါတယ်အနီရဲ့ကင်းအောင်လို့ပေါ့နော်နောက်တစ်ခုကဘာလဲဆိုရင်အရေးအကြီးဆုံးအချက်ပေါ့နော်လုံးဝကိုရိုင်းစိတ်သက်ထိုးကျသွားလောက်အောင်ကိုဖြစ်ပျက်ခဲ့ရတဲ့ဒီပြဿနာပေါ့နော်အခက်ခဲလေးကိုပြောပြချင်ပါတယ်ပစီမျိုးမှာ3ရက်နားတယ်3ရက်နားပြီးတော့ကျွန်တော်စထွက်တဲ့မနက်မှာပေါ့နော်မြို့ပြင်လောက်ရောက်တော့ကျွန်တော်ငါပတ်စံလူလောက်တယ်ပေါ့နည်းနည်းလေးနဲနေတယ်ပေါ့နော်ပတ်စံထပ်ဆောင်အောင်မယ်ဆိုပြီးတော့ ATM ဆက်ကိုသွားလိုက်တယ်အဲ့မှာ ATM ဆက်3လုံးတော့ရှိတယ်ကက်ကိုထည့်ပြီးတော့ထုတ်လိုက်တယ်ဒါပေမဲ့ထုတ်လို့မရဘူးပေါ့နော်ပထမတစ်ခါတော့ तू ကကထွက်လာတယ်ပတ်စံငွေရထုတ်လို့မရဘူးပေါ့နော်ဒါပေမဲ့ကိုကအော်ဒါဒီ error တစ်ခုခုရှိမှာပါဆိုပြီးတော့တစ်ခါဒုတိယအကြိမ်ထပ်ထည့်လိုက်တယ်အဲ့ဒီဒုတိယအကြိမ်မှာကက်ကအထဲမှာ stack ဖြစ်သွားတယ်ပေါ့နော်ပြန်ထွက်မလာတော့ဘူးအဲ့တော့ဘာဖြစ်လဲဆိုရင်တခြားဒီဘေးနား ATM ဆက်မှာရှိတဲ့လူတယောက်ကိုမေးကြည့်တာပေါ့ဒီ ATM ဆက်မှာသူတို့ရေးထားတယ်ပေါ့နော်ဖုန်းနံပါတ်ကိုဆက်လိုက်ပေါ့ကျွန်တော်အကူအညီပေးတဲ့သူကလည်းလာအိုသားပေါ့နော်အဲ့ဒီတယောက်နဲ့ဘန်ကဘာပြောလဲဆိုရင်အဲ့ဒီဆက်ကနေပြီးတော့ကက်ကိုထားခဲ့ပြီးတော့ဘန်ကိုအချိုးချောင်းသွားပြောပြပေါ့နော်အဲ့တော့အဲ့လူကကျွန်တော်ကိုအဲ့ဒီဘန်ကိုသွားခိုင်းပါတယ်အဲ့ဒီဘန်ကိုရောက်တဲ့ခါမှာကျွန်တော်ကိုနေ့လေတနာရီမှလာဖို့ပြောပါတယ်ကျွန်တော်ရောက်သွားတာ9နာရီလောက်ပေါ့နော်အဲ့တော့အော်ဒါသူတို့အခက်ခဲရှိလို့ပေါ့နော်ချက်ချင်းထုတ်ပြီးဖို့အခက်ခဲရှိလို့နေမှာပါပေါ့ဆိုပြီးတော့ကိုတဲခိုမယ်နေရာလေးကိုလိုက်ရှာလိုက်တယ် hostel တစ်ခုတွေ့တယ် book လုပ်လိုက်တယ်ပေါ့လုပ်ပြီးတဲ့အခါမှာကျွန်တော်အဲ့ဒီအချိန်မှာပဲဖုန်းကိုထုတ်လိုက်တယ်အဲ့ဒီဖုန်းကဘာဖြစ်လဲဆိုရင်iPhone 13 Pro Max ပေါ့နော်ကျွန်တော်သုံးတာလည်း3နှစ်လောက်တော့ရှိပြီအဲ့တော့အဲ့ဒီ13 Pro Max က screen error စတက်တယ်ပေါ့နော်အဲ့ဒီ screen error စတက်တော့ကျွန်တော်ဘာမှမမြင်ရတော့ဘူးအရန်နဲ့ကိုလူကလည်းကြောင်သွားတာဖုန်းက error တက်ပြီဆိုတော့လေအဲ့ဖုန်းတစ်လုံးပဲရှိတာ
ပါလာတာပေါ့အဲ့တော့အဲ့ဖုန်းထဲမှာလည်း bank တွေဟလာမြန်မာ bank တွေရော Thai bank တွေရော Wave Money တွေရောအများကြီးပဲပေါ့နော်ကိုယ့်ရဲ့အချက်လက်တွေအများကြီးပဲပေါ့နော်အရေးကြီးတဲ့ကိုယ့်အတွက်အချက်လက်တွေအကုန်အပြည့်စုံဒီဖုန်းထဲမှာအလုပ်လုပ်တာဖြစ်တဲ့အတွက်ဒီဖုန်းမရှိရင်တော့လုံးဝအဆင်မပြေဘူးငါပြန်ရတော့မယ်ပေါ့နော်အဲ့တော့မြန်မာပြည်ကိုလည်းပြန်ရမယ်မြန်မာဒီ bank တွေပါတွေဖုန်းအသစ်ဝယ်ပြီးတော့ bank တွေပါတွေပြန်ချိတ်ရမယ်ပေါ့နော်ထိုင်းမှာရှိတဲ့ bank account တွေလည်းပြန်ပြီးတော့အချက်လက်တွေပေးပြီးတော့ပြန်ပြီးတော့ပြောင်းရမယ်ပေါ့နော်ဖုန်းအသစ်ထဲမှာဒါဆိုရင်ဈေးစကားတွေအများကြီးဖြစ်သွားမယ်ပေါ့ဒီနောက်တစ်ခုကကျတော့ဒီခရီးစဉ်ကိုလည်းယာယီဖြတ်သိမ်းရတော့မယ်ပေါ့ဘာဖြစ်လို့ဆိုရင်ဒီအခက်အခဲကိုလုံးရမယ့်အချိန်ကတစ်ရက်နှစ်ရက်တည်းမကောက်ဘူးလေအများကြီးပဲထိုင်းလည်းပြန်ရမယ်မြန်မာပြည်လည်းပြန်မယ်လိုအပ်တဲ့ချက်လက်တွေလည်းလုပ်ရမယ်အဲ့ဒီမှာလည်းဒီ April ဖြစ်တဲ့အတွက်တကြံတွင်းကလည်းဂျားထဲမှာဟိုခရီးစဉ်တွေပါတယ်တွာလာတာတွေကအဆင်မပြေတော့အရန်နဲ့ကိုစိတ်သက်ထိုးကြသွားပါတယ်ဒါပေမဲ့လုံးဝဒီခီးစဉ်ကိုဖျက်သိမ်းခြင်းစိတ်ပေါက်လားဆိုရင်မဖျက်သိမ်းခဲ့ပါဘူးဒီလိုမျိုးအခက်ခဲတွေကတော့ပြီးဆက်ရမှာပဲပေါ့နော်ဘယ်ဟာမှအရန်နဲ့ဖြစ်မနေဘူးပေါ့နော်ဒီသဘောတရားကိုသိထားတဲ့အတွက်တစ်ခုချင်းစီငါဖြည့်ရှင်းမယ်ဆိုပြီးတော့စာရွက်လေးတစ်ရွက်ထုတ်ပြီးတော့ဘောပင်လေးနဲ့တေချာလေးကိုပထမဆုံးလုပ်ရမယ့်အချက်တွေကိုစရေးတယ်ကိုဒီဖုန်းကိုလာအိုဒီပက်စီမျိုးမှာပဲကိုရောက်နေတဲ့နေရာမှာပဲဖုန်းဆိုင်တွေကိုရှာပြီးတော့ service တွေအကြည့်မလားပေါ့နော်ပြင်လို့ရမလားဒါဆိုရင်ပြန်စရာမလိုဘူးနောက်တစ်ခုကကျတော့အဲ့လိုမျိုးဒီဖုန်း service တွေအကြည့်လို့မရဘူးဆိုရင် plan B ကပြန်ရမှာပါထိုင်းကိုလည်းပြန်ရမယ်မြန်မာပြည်ကိုလည်းပြန်ရမယ် bank account တွေအကုန်လုံးပြန်လုပ်ရမယ်ပေါ့နော် plan C ကကျတော့ဒီခီးစဉ်ကိုရက်နာလိုက်ဖို့ပဲပေါ့နော်ဒါပေမဲ့အဲ့ဒီ plan C ကိုတော့မရောက်အောင်ငါစူးစမ်းပြီးလုပ်မယ်ဆိုတဲ့စိတ်နဲ့အခက်အခဲတွေကိုတစ်ချက်ချင်းစီချရေးပြီးတော့နေ့လယ်တနာရီထိဟိုတယ်မှာပဲငုတ်တုတ်ကြီးထိုင်ပြီးတော့နေရပါတယ်နေ့လယ်တနာရီကျတော့ဘန်ကိုသွားလိုက်တယ်ဘန်တောင်ရင်ရှိတဲ့သူကနောက်ထပ်မိနစ်40လောက်ထပ်ဆောင်မအောင်ပေါ့နော်အဲ့လိုမျိုးပြောတယ်ဒါကလည်းဘန်ဒီရဲ့အားနည်းမှုလို့ပဲပြောအောင်ပေါ့နော်ဘန်ဒီက service ကအဲ့လိုအမှန်တကယ်ဆိုရင်တော့မလုပ်သင့်ဘူးပေါ့နော် foreigner တယောက်ရဲ့ visa ကတ်ကသူတို့ရဲ့ဒီမျိုးထဲမှာရှိတဲ့ set တစ်ခုခုမှာ stack ဖြစ်နေတယ်ဆိုရင်ချက်ချင်း light ထုတ်ပေးရမှာသူတို့ရဲ့ service ပေါ့နော်ဒါပေမဲ့ကိုကတော့ဘာမှတော့ complaint မတက်ခဲ့ဘူးနောက်ထပ်မိနစ်40ထပ်ဆောင်ပေးလိုက်ပါတယ်အဲ့တော့မိနစ်40လဲလောက်ရောက်သွားတဲ့အခါမှာအဲ့ဒီထက်ဘန်တောင်ရှိတွေကသွားပြီးတော့ထုတ်ပေးဖို့ပြင်ဆင်တယ်အဲ့လိုက်ထုတ်ပေးတဲ့တောင်ရှိတဲ့ officer ကဒီ visa ကတ်လားခင်ဗျားဟာပေါ့နော်ဒီ visa ကတ်ကမနေ့တည်းထုတ်ပြီးပြီပေါ့ဆိုတော့အဲ့မှာရင်ကြောင်တောင်ဖြစ်သွားဟာဒါဆိုရင်သူတို့မနေ့တည်းကဒါခဏနေသွားထုတ်မှာခဏလေးစောင့်တော့ဆိုပြီးတော့မနေ့တည်းကထုတ်ပေးလိုက်လို့ရတဲ့အခြေအနေပေါ့ဒါကတော့ဘန်ရဲ့ဒီ service ဘိုင်းမှာအားနည်းမှုပေါ့နော်ဒါတော့တွေ့ကြုံရခဲ့ပါတယ်ပြန်ရပြီးတော့ပြန်လာခဲ့တယ်ပြန်လာပြီးတော့ပထမဆုံးဒီစာရွက်လေးထဲမှာခြာရေးထားတဲ့ plan A ကိုစပြီးတော့စီစဉ်ဆွဲတယ်ပေါ့နော်ဖုန်းဆိုင်လိုက်ရှာမယ် service app မယ်အကြည့်မယ်ပေါ့ပြင်တက်လာဒီ screen ကိုပေါ့နော်လိုက်ရှာစုံစမ်းမယ်ဆိုတော့ဆိုင်ဖုန်းဆိုင်တစ်ဆိုင်ကိုဝင်လိုက်တယ်အဲ့ဒီမှာရင်အဲ့ဒီကဖုန်းဆိုင်ကရတယ်ပေါ့နော်အဆင်ပြေတယ်ပြင်ပေးမယ်ပေါ့အဲ့တော့အဲ့ဒီမှာ service အပ်လိုက်ပါတယ်အဲ့တော့မိနစ်40လောက်စောင့်လိုက်တဲ့အခါမှာအဲ့ဒီဖုန်းကအဆင်ပြေသွားတယ်ဒါလေးကလုံးဝကိုယ်တိုင်ခီးစဉ်တစ်ခုလုံးကိုဖြတ်သိမ်းရနိုင်လောက်တဲ့အထိကိုတွေ့ကြုံခဲ့ရတဲ့ experience တစ်ခုဖြစ်ပါတယ်အဲ့တော့အားလုံးပဲဒီလာအိုဗီယက်နမ်ကမ်ဘောဒီးယား၃နိုင်ငံစပိန်စီခရီးစဉ်လေးမှာတယောက်ချင်းစီတိုင်းကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ရှုအားပေးနေကြတဲ့အတွက်အရင်ပဲကျေးဇူးတင်ပါတယ်အားလုံးပဲထပ်ပြီးတော့အားပေးနေကြမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ် bye bye